မင်္ဂလာပါရှင်ဒီနေ့ဆရာမောင်သားချိုရဲ့ရိတ်နဲ့အယောင်ဝတ္ထုတို့များစာအုပ်ထဲမှာစစ်တောင်းနှစ်လီဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်အတူနားဆင်ခန်းစားပေးကြည့်ပါရှင်အမြောက်အလီကိုကနန်းဘလောက်ကြီးကြီးအထိအလွတ်ဆိုနိုင်တယ်လဲလို့ကျွန်တော်မေးခဲ့ရင်ခမများဘလို့များအဖြေပေးလိမ့်မလဲဆိုတာကျွန်တော်တကယ်မသိဘူးတခုတော့ရှိတာပေါ့ဗျာစကားကိုကတိကသက်တော့မပြောကြည့်ပေါ့တရားလီရတယ်ဘာညာဆိုတာမျိုးပေါ့အဲ့ဒီလိုမျိုးသာပြောကြကြီးဆိုရင်ဖြင့်ကျွန်တော်ကလည်းပြောလို့သိတတ်တာပေါ့ဟုတ်တယ်လေတသိန်းတလီတသိန်းတသိန်းနှစ်လီနှစ်သိန်းတသိန်းသုံးလီသုံးသိန်းတသိန်းလေးလီလေးသိန်းကဲကျွန်တော်တသိန်းအလီရပါတယ်လို့ပြောခဲ့ရင်ခမားဘလို့ညင်းမလဲဒါကြောင့်စကားကိုကတိကသက်တော့မပြောသေးပြလို့ကျွန်တော်ကခမားကိုစကားပလင်ခံထားခဲ့ရတာပါကဲဗျာကျွန်တော်မိကွန်လေးစီပြန်သွားရအောင်ပါအမြောက်လီကိုကနန်းဘလောက်ကြီးကြီးအထိခမားရတယ်လဲဆိုတာပါကျွန်တော်ကတော့စနစ်အလီလောက်ထိပဲရတယ်ဗျ73လီတို့14လီတို့ကိုကြော်ပြီး15လီလီလည်းနည်းနည်းရသေးတယ်15တလီ15 15နှစ်လီ30 15 3လီ45 15လေးလီ60လွယ်တယ်ဗျ73လီကြတော့ဘလို့ကြီးမှန်းမသိပါဘူးဗျာ73တလီ73 73နှစ်လီ26 73 3လီ39ရှေ့ကြတော့နည်းနည်းခက်သွားပြီကျွန်တော်အတွက်ပြောတာပါခမရကတော့ရရင်ရမှာပေါ့ကျွန်တော်စိတ်ထင်လူအများစုကတော့စနစ်အလီလောက်မှာပဲအမြောက်လီကိစ္စမှာတင်ရိုးကုန်သွားကြတယ်ထင်ပါရဲ့ဒါနဲ့အမြောက်လီအကြောင်းတွေပြောရင်းကနေနှစ်လီတင်တဲ့အကြောင်းလေးသွားပြီးတတိယမိလိုက်တာဖိုးခွာတဲ့ကရင်ကလေးလေးသပင်းဒီကြောင်ကြောင်ကလေးနဲ့အသားကလည်းနီဆက်ဆက်ရဲ့ဟုတ်ပါတယ်လေစစ်တောင်းမြစ်ပတ်ဝန်းကျင်ကရွာကလေးတွေအစီမှာကျွန်တော်တာဝန်ကျခဲ့တော့ငါပေါ့2013ခုနှစ်ကနေပြန်တွက်တော့10နှစ်နီးပါးတောင်ရှိရောမယ်ရွှေကျင်တို့ကြောက်ကြီးတို့ဆိုတဲ့ပဲခူးတိုင်းအဆက်ကမြို့ကလေးတွေရှိရာစီကိုခမည်းရောက်ဘူးမလားမသိဘူးစစ်တောင်းမြစ်ကြီးနဲ့ဗလန်မကန်ကမြို့ကလေးတွေလေဘာမှတော့တိတ်ပြီးဝေးလာတာမဟုတ်ဘူးဗျညောင်လေးပင်ကနေသွားရလတနာရီခွဲ2နာရီပေါ့ကားကောင်းရင်ကောင်းသလောက်တော်တော်လေးခီးတွင်ပါတယ်ညောင်လေးပင်ဆိုလို့ပြောရအောင်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း340ပေါ့ရန်ကုန်မန္တလေးကားလမ်းမကြီးတစ်လျှောက်ဘုံကွဲပြီးဆိုရင်မမေးနဲ့တော့အဲ့ဒါညောင်လေးပင်ပဲအဲ့ဒါကညွတ်ကွင်းပဲအဲ့ဒါပဲနွယ်ကုန်းပဲပြီးရင်ဖြူလဲပါသေးတဲ့ပေါ့ဒါတွေကကရင်ပြည်နယ်နဲ့ကပ်နေတာကိုရန်ကုန်မန္တလေးရထားလမ်းမကြီးကနေအရှိဘက်ကိုနှင်လိုက်ရင်မြောက်ကနေတောင်ကိုစီးနေတဲ့စစ်တောင်းမြစ်ကြီးကိုတွေ့ပါလိမ့်မယ်အဲ့ဒီမြစ်ကြီးရဲ့အရှိဘက်ကပ်နေတဲ့တောတွေတောင်တွေနဲ့ရက်ဟာကရင်ပြည်နယ်ပဲမကျေနပ်မှုတွေလက်စားချေမှုတွေဂလဲစားချေပွဲတွေကွဲလိုက်တဲ့ဘုံတော်ကြနေကျေးပုံနဲ့ပါလာလိုက်တော်ကြနေညီမအလေးနဲ့ပါလာလိုက်နဲ့ခြေပြက်လက်ပြက်တွေထားပါတော့ဗျာကိုစကားပဲကိုပြန်ဆက်ကြရအောင်ပဲခူးတိုင်းဆက်ကရွှေကျင်တို့ကြောက်ကြီးတို့ဆိုတဲ့မြို့ကလေးတွေစီကိုခမည်းရောက်ဘူးသလားလို့ကျွန်တော်မေးခဲ့တာပါကျွန်တော်ကတော့ရွှေကျင်ဆိုတဲ့မြို့ကလေးရယ်ပြီးတော့စစ်တောင်းမြစ်ထဲကိုစီးဝင်တဲ့ရွှေကျင်ချောင်းရယ်ပရဲကောတို့ဆွဲတိန်တို့ဘောကထာတို့ဆွေမဟာမြိုင်တို့ရှုကင်းသာတို့ကုန်းမြင့်သာတို့ကောတာဆေးတို့ပန်းအင်းတို့ဟိုးပိန်တို့စတဲ့ရွာကလေးတွေကရင်မြမာရောနှောနေထိုင်တဲ့အဲ့ဒီရွာလေးတွေကိုဘယ်တော့မှမမိနိုင်ဘူးပြစ်တန်ခက်တန်တွေတုံဝုံတိုင်းတိုင်းနဲ့ထွက်ပေါ်လာတဲ့အခါတိုင်းကလေးတွေကဝှေးဆိုတဲ့အတန်နဲ့ဗျိုင်းတူအော်ဟစ်ကပျော်မဆုံးဖြစ်သွားတတ်တဲ့ရွာကလေးတွေလीကြောင်ပိတ်တော့မှာမို့တဲ့အော်နေ့တထိတ်ထိတ်ညတထိတ်ထိတ်ရွာကလေးတွေရှိရာစီမှာကျွန်တော်ကျောင်းဆရာဘဝနဲ့ကျင်လည်ခဲ့ရတာ4-5နှစ်လောက်တော့ရှိမယ်ထင်ပါရဲ့အဲ့ဒီနေ့တထိတ်ထိတ်ညတထိတ်ထိတ်ရွာလို့ဆိုတဲ့ရွာကလေးတွေကရွာလေးတစ်ရွာမှာကျွန်တော်ကျောင်းဆရာအဖြစ်နဲ့အတန်းထဲကိုပထမဦးဆုံးဝင်သွားခဲ့ရတဲ့နေ့တစ်နေ့ပေါ့မိုးကလည်းဆွေလိုက်တာတနေ့လုံးတညလုံးကိုဆွေနေတော့တာအနောက်ဘက်မှာစစ်တောင်းမြစ်ကြီးကညွန့်ညင်းညင်းနဲ့တွင်တွင်စီးလို့အရှိဘက်မှာကရင်တောင်တန်းကြီးတွေမှောင်မှိုင်းပြီးစိုင်းညို့နေတာကျွန်တော်ရောက်နေတဲ့ရွာကလေးကတရွာတည်းမဟုတ်ဘူးရွာ3-4ရွာလာကတ်ထားတာဒီအရက်မှာကလုံခြုံရေးအရာစီရေးအရာတချို့ရွာလေးတွေကိုဖျက်ပြီးရွာတရွာစီမှာတွားပြီးပေါင်းပေးထားတာကိုရွာကတ်တယ်ဆိုလားအဲ့ဒီနေ့ကကျွန်တော်ဝင်သွားမိတဲ့အတန်းကတဒန်းပြကိုကလည်းအเจ้าကိုရောက်ခါစား
ကလေးတွေနဲ့လည်းရင်းနှီးမှုရကျင်လာတာနဲ့စာကိုတိတ်ပြီးနင်လားငါလားတင်းမနေတော့ပဲကိုလည်းမိတ်ဆက်ကလေးတွေကိုလည်းတယောက်ချင်းစီနာမည်မေးပေါ်အများစုကကရင်ကလေးငယ်လေးတွေပါပဲမိဘတွေကတော့စိုက်ကြပြိုးကြထွန်ကြရက်ကြပေါ့နည်းနည်းကလေးရင်းပြီးသွားတော့ကျွန်တော်ကတားတို့သမီးတို့နှစ်လီရသလားလို့မေးလိုက်မိပါရဲ့ဟုတ်တယ်လေတဒန်းဆိုတော့နှစ်လီလောက်ကစပြီးမေးမှတင့်လျော်မှာပေါ့ကလေးတဘာဝရတယ်မရဘူးတယောက်တစ်ပေါက်ပါပဲစကားကလေးတွေဝဲတဲနဲ့ကျွတ်ညံလို့အရင်ဆရာမကတင်ထားပြီးပြီဆိုတာလဲပါရဲ့ဒါနဲ့ကျွန်တော်ကအတန်းကိုငြိမ်သွားအောင်လို့ထိန်းလိုက်ရင်ကဲနှစ်လီကိုတယောက်စီမေးမယ်မေးတဲ့လူကပဲဖြေမယ်အလီကိုလည်းအစာအဆုံးအစင်တိုင်းမမေးဘူးဖြတ်ပြီးမေးမယ်လဲဆိုလိုက်ရောတဒန်းလုံးတိတ်ကြသွားတော့တာပါပဲကျွန်တော်တို့ငငယ်တုန်းကလည်းဒီတိုင်းပဲဗျအလီကိုဖြတ်မေးမှတိတ်ကြောက်တာလေးအလီကရာပြီးသားဆီယာမက4-9လီလိုလဲဖြတ်မေးရောအိုးနှင်းခနှွင်းတွေဖြစ်ကုန်ပါလေရော4-9လီအထိရောက်အောင်စိတ်ထဲကနေမနှဲကျိတ်ဆိုရတာအဲ့ဒီနေ့ကကျွန်တော်စမေးမိတဲ့ကလေးလေးကဖိုးခွာတဲ့ဗျတားနာမည်လို့မေးတော့သူကဖိုးခွာလို့ပြောတာကိုကျွန်တော်က2-5လီလို့မေးလိုက်တာမျက်လုံးလေးကလေးနဲ့ကလေးတဘာဝပဲကိုအဲ့ဒီမှာကျွန်တော်ကကဲတာဗျသူ့ဘာသာသူတီးတော့မဲ့အဖြေကိုကလူတက်ကြီးလှုပ်ပြီးလမ်းကြောင်းပေးမိရကငါးပါးမှောက်ခဲ့ရတာပါပဲလေကဲတာလူတယောက်မှာခြေတော့ဘယ်နှချောင်းရှိလဲ2ချောင်းကလေးကလက်ပိုက်ထားရကနေလက်ကလေး2ချောင်းထောင်ပြရှာပါတယ်နွမ်းရော်လို့တွန့်ကြည်လို့နှာခေါင်းလေးတရှုံရှုံနဲ့ဟုတ်ပြီကဲကွာလူ9ယောက်ဆိုရင်ခြေတော့ဘယ်နှချောင်းရှိမလဲလွယ်လေးဟုတ်ပါတယ်အဖြေကလွယ်လေးပါဒါပေမဲ့ဘယ်တော့မှမလွယ်အောင်ဖြစ်သွားခဲ့ရတဲ့ကလေးရဲ့အဖြေကတခွန်းလေးပါตาတို့အိမ်မှာ8ချောင်းနဲ့ဟာဟုတ်ပါတယ်ကျွန်တော်ဟာကနေဖြစ်သွားမိပါတယ်တခုခုကတော့တိုက်ဆိုင်သွားခဲ့ပြီဆိုတာကိုကျွန်တော်လဲဘွဲရပြီးတဲ့ကျောင်းဆရာတယောက်သိတာပေါ့ဟုတ်တယ်ဆရာသူ့အဖေမှာခြေတော်တစ်ချောင်းနဲ့သူတို့ကိုကြီးမှလည်းခြေတော်တစ်ချောင်းနဲ့ပဲဆရာတော်ပါတော့တော်ကြစမ်းပါတော့တကယ်ကိုလေကျွန်တော်ကကလေးတွေကိုတော်ပြီးဟေးလို့អော်လိုက်ရင်းကဘသူစီကမှခွင့်မတောင်းပဲပြန်ထိုင်နေတဲ့ဟိုးခွားလေးကိုကြည့်ကမျက်နှာပူလိုက်တာအဲ့ဒီနေ့ကအနှစ်လီစီကျွန်တော်ပြန်မရောက်တော့ပဲတောင်ပြောမြောက်ပြောနဲ့အတန်းထဲကပြန်ထွက်လာခဲ့မိတာအမှန်ပါပဲဆိုထိုင်းငွေသက်နဲ့ရုံငန်းကလေးတွေပြန်ရောက်တော့ဆီယာမကလေး2ယောက်ကဟုတ်တယ်ဆရာတဲ့ဖိုးခွားအဖေရောအကိုရောမိုင်းထီထားကြတာတဲ့မိုင်းတွေကသူ့ဘက်ကိုပဲထောင်ကြတာဆိုတော့ဒီရက်မှာကမကြခဏနေမိတတ်ကြတာပါပဲတဲ့ဟင်းသီးဟင်းရွက်ရှာရင်ကျွဲကလေးနာကလေးကြောင်ရင်ဝါးလေးတစ်လေးခုတ်ရင်တဲ့ဒညင်းတက်ချိန်ဆိုအဆိုးဆုံးပဲတဲ့ဒီကရင်တောင်နှင်းတကြောမှာကဒညင်းတော်တွေဒညင်းသီးခူးတာကိုဒညင်းတက်တဲ့ဒညင်းတက်ရင်ကမိုင်းနှင်းမိတဲ့ဇလန်းတွေခမည်းဘာသာခမည်းအမြောက်အလီကိုရကျင်တယ်လို့ရပေါ့ကျွန်တော်ကတော့ရွှေကျင်တဲ့ကြောက်ကြီးကြားစစ်တောင်းမြစ်ကဘာကရွာကလေးများကိုမမေ့တယ်လို့2-5လီမေးခဲ့မိတဲ့ဖိုးခွားလေးကိုလည်းမမေ့နိုင်ပါဘူးအဖြေ30လိုချင်လို့လူ9ယောက်ကိုခြေတော်2ချောင်းနဲ့မြှောက်ခိုင်းမလို့ကြံခဲ့တာ8ချောင်းနဲ့တိုက်ဆိုင်ကြုံပြီးခြာလက်ဘက်လဲခဲ့ရပါတကောပဒဲကောတို့ဆွဲတိန်တို့ဘောကထာတို့ဆွေမဟာမြိုင်တို့ကောတာဆေးတို့ရှုကင်းတာတို့အပန်းအင်းတို့ဟိုးပိန်တို့ကုန်းမြင့်တာတို့ရွာကလေးတွေ2-5လီကို8မလောက်ကြနဲ့တော့ဗျာ2-2လီကို3မလောက်ကြနဲ့တော့ဗျာ2-4လီကို6မလောက်ကြနဲ့တော့ဗျာကျွန်တော်တောင်ဒီရွာလေးတွေစီကနေခွဲခွာခဲ့တာဘယ်နှစ်ရှိပြီလဲမသိတော့ဘူးညောင်လေးပင်ရောက်လိုက်ကညွတ်ကွင်းရောက်လိုက်နေကျောင်းဆရာဆိုတော့လဲ2လီကားဖြင့်တင်ရတော့စနန်းတစ်မဂ္ဂဇင်းဧပြီ2013နောက်ဆက်ပေးခဲ့ကြသောတော်လန်ပြည်သူကလေးကာပေါင်းဘေးကင်းလုံခြုံကြပါစေရှင်